အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Windows Security ကိုဘယ်လိုပေးရမလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာထဲမှာရေးချတဲ့ program တွေကို run လို့မရတဲ့အချိန်မှာ Windows Security ကိုပေးလိုက်တာနဲ့ run လို့ရတဲ့အနေအထားမျိုးတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ကွန်ပျူတာထဲမှာရေးချတဲ့ program တွေကို run ခြင်းနဲ့ Windows Security ကိုပေးရမယ်Windows Security ကိုဘယ်လိုပေးရမလဲဆိုတာလေးကိုဒီနေ့မှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော် Windows Security ပေးရမယ့်နည်းလမ်းလေးနှစ်နည်းရှိပါတယ်အဲ့နှစ်နည်းလေးကိုကျွန်တော်လိုလိုကူကူနဲ့ပေးရမလဲဆိုတာလေးကိုပြပြပေးသွားပါမယ်ပထမဆုံးကတော့ကျွန်တော်ဒီဘက်တောင်လေးမှာရှိတဲ့ show hide icon ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်ဒီမှာ Windows Security ဆိုပြီးရှိရပါတော့ Windows Security ကိုတစ်ချက်နှိပ်ပေးပါနှိပ်ပြီးတော့ကျွန်တော် step 2အနေနဲ့ကတော့ဒီမှာ Fire Threat Protection ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးရင်တော့ကျွန်တော် step 3အနေနဲ့ဒီမှာ Manage Setting ဆိုပြီးရှိတယ်Manage Setting ကိုတစ်ချက်နှိပ်ပေးပါပြီးရင်ဒီမှာ Real Time Protection အချိန်ကြီးကာကွယ်ပေးမယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့ဒါလေးကို on ထားတာလေးကို off တစ်ချက်နှိပ်ပေးပါအဲဒီလို notification ချလာရင်တော့ yes ပဲနှိပ်ပေးပါဒါဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာကျွန်တော်တို့ laptop ရဲ့မှာ Windows Security ကိုပေးလိုက်ပါပြီWindows Security ကိုပေးလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ run ချင်တဲ့ software တွေကိုကျွန်တော်တို့ရချို့ software တွေကျတော့သူကWindows ရဲ့ security ဖွင့်ထားရတဲ့အတွက် run လို့မရတဲ့အနေအထားတွေရှိပါတယ်အဲ့တော့ကျွန်တော်နောက်တစ်နည်းပြမှာဆိုတော့ဒီ Windows Security ကိုပြန်ဖွင့်ပေးထားလိုက်ပါမယ်နော်အဲ့တော့နောက်တစ်နည်းကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီမှာ stat logo လေးရှိပါတော့ stat logo လေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီမှာပဲ Windows Security ဆိုပြီးရေးချလိုက်ပါတော့WINDOWSSECURI ဖြစ်သွားပါတော့ကြာလာအဲ့တော့ open ဆိုရင်လည်းပါနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာတောင်းရဟောရပြီ Windows Security တွေကိုရောက်သွားပြီFire Threat Protection ဆိုလို့ရှိရဲ့အဲ့ဒါတစ်ချက်နှိပ်ပါပြီးရင် Manage Setting ဆိုလို့ရှိရဲ့အဲ့ဒါနှိပ်ပါပြီးရင် Real Time Protection မနော်အဲ့ဒါလေးကို on ထားလေးကို on နှိပ်ပြရပါအဲ့ဒီလို notification လေးချလိုက်ပြီးရင် yes နှိပ်ပြီးပါအဲ့လို Windows Security ပေးပြီးသားဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကွန်ပျူတာမှာကကျွန်တော်ကွန်ပျူတာကျွန်တော် laptop မှာက Windows Security ပေးမယ်နေလား show icon နဲ့ကနေဝင်ပြီးတော့ show hide icon နဲ့ကနေဝင်ပြီးတော့ပေးလို့ရတယ်ပြီးရင်ဒီမှာ start logo တွေကနေ Windows Security ဆိုပြီးတော့ရှာပြီးတော့လည်းပေးလို့ရတယ်အဲ့တော့ကျွန်တော်ကအရေးကြီးတဲ့ file တွေ run စရာမရှိဘူးဆိုတော့ Windows Security ကိုဖွင့်ပေးထားပါဘောနော်အဲ့မှာလိုလားတဲ့ file တွေဝင်လာတာကိုကောက်ပြီးသားဖြစ်မှာပါအဲ့တော့ဒီနေ့ကျွန်တော် Windows Security ဘယ်လိုပေးရမလဲဘယ်လိုဖွင့်ရမလဲပေါ့နော်အဲ့ဒါလေးကိုပြီးတော့တာကိုအားလုံးနားလည်တော့မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်